မတ်လ19 ရက်နေ့က 1GW တိုက်ကြီးကိုစုပေါင်းအားနဲ့လူဒန်းပစ်ခဲ့တဲ့မှတ်တမ်းလေးဖြစ်ပါတယ်ရှင်။ရန်လာနော်ရလေးရန်လာနေရောရန်လာနော်တော့ပြည့်စည်တထုပ်လိုက်ကြီးတဲရအောင်။ဘာလို့ तू အလုံးလုံးရမယ်ဆိုလို့ရှိရင် तू ကလေဘိုက်တာတယ်လို့လူပွဲပစ္စည်းအစုစုကလည်းတဲလို့လွယ်အောင်လို့တနေရာထဲမှာစုထားခဲ့တာပေါ့နော်။အခုတော့လေတယောက်တစ်ထုပ်စီအလုံးဝိုင်းဝန်းတဲနေကြပါပြီ။အထက်မှာကိုတော့မပါပါဘူး။လူပွဲပစ္စည်းကအစုံပဲပေါ့နော်ငွေသားလူတဲ့သူလည်းရှိတယ်စားတောက်လေးလှူတာလည်းရှိတယ်လို့အယုတ်ကလေးတွေအဝတ်ထည်လေးတွေလှူတာလည်းရှိပါတယ်လူဖို့သွားရင်လည်းလမ်းမှာအားလုံးစားရအောင်ကိုယ်တိုင်မနဲ့အစောကြီးထားလုပ်ထားတဲ့ဒူနာဆန်ဒဝစ်လေးတွေဝေပေးပြီးတော့ပျော်ပျော်ပါပါလေးတိုက်ကြီးကိုရှိတတ်ကြပါတယ်သွားရင်လည်းပဲဒူနာနဲ့မဝဘူးမရေးဆိုတာနဲ့ပဲလမ်းမှာနူရာထပ်ပြီးတော့မနဲ့စာကျွေးပါတယ်9 နာရီခွဲလောက်ကနေစပြီးတော့ရွှေပြည်သာမြို့နယ်ကနေထွက်လာတာပေါ့နော်တိုက်ကြီးကိုရောက်တဲ့အချိန်မှာ9 နာရီ 40လောက်ရှိပါပြီတိတ်လည်းမမောင်းရပါဘူးဒါတော့လမ်းမှာကျမတို့1000နာခဲ့ပါသေးတယ်လမ်းတွေလည်းရမ်းကောင်းပါတယ် 1GW တိုက်ကြီးရဲ့နေ့လယ်စာတနက်အတွက်ကို Nura Nay Studio ကလှူဒန်းပေးတာပါတနက်စာကို8 သိန်းကျပ်ပါတဲ့လူပွဲပစ္စည်းတွေအများကြီးအပြင်ကိုမှကလေးလေးတွေကိုကိုယ်တိုင်ကိုယ်ကြမုတ်လေးတွေဝေပေးတာလေးလည်းလုပ်ဖြစ်ခဲ့တယ်လက်သေးရှည်သေးညက်တာမျိုးလေးတွေတနခါလူကူတာမျိုးလေးတွေပေါ့နော်ဒါမျိုးအသေးဖွဲလေးတွေကိုလည်းလုပ်ကူခဲ့ပါသေးတယ်ကိုတော့မဟုတ်ပါဘူးနိုရာနဲ့သူ့ရဲ့ကလေးတွေအားလုံးပါတကယ်တော့အလှနေရကိုလုံးဝနေမကောင်းပေါ့နော်အလှမသွားခင်ညမှာပဲဝင်းပြက်ဝင်းချောတွေဖြစ်ပြီးတော့လုံးဝနေလို့ကိုမကောင်းတာပါကလေးငယ်လေးတွေရှိတဲ့အခါကိုသွားတဲ့ချိန်မှာကလေးလေးတွေကအကုန်လုံးကိုစီကိုဝိုင်းပြီးတော့ရှီခိုင်းကြတယ်ကိုစီကမခွာတော့ဘူးပေါ့နော်ကြည့်ပြီးတော့လည်းရင်ထဲမကောင်းအောင်ဖြစ်ရပါတယ်လူသားအရန် idea ကောင်းတယ်သူကလေဆေကျော်တက်ညီမလေးတွေအတွက်ဖနက်ကလေးတွေခေါင်းစည်းကြိုးလေးတွေပက်ကလေးတွေကိုလည်းတီးတန့်ဝယ်ပြီးတယောက်ချင်းစီတူးချင်းစီလိုက်ပေးတာမျိုးလေးလည်းလုပ်ခဲ့ပါသေးတယ်နေ့လယ်စာစားချိန်မှာလည်းအားလုံးဝိုင်းဝန်းကူပြီးတော့အနန္တစီဖြစ်ခဲ့ပါသေးတယ်ကိုရီသွားတဲ့အချိန်မှာ12တန်းလေးတွေစာမွေးဖြစ်ပြီးတဲ့အချိန်မို့လို့ရွာပြန်သွားတဲ့အဖွဲ့လေးတွေလည်းရှိရပေါ့နော်ဒါကြောင့်မို့လို့လူဦးရေလေးတော့နည်းနည်းလေးရော့နေတယ်လူဦးရေ300ဝန်းကျင်လောက်ပဲရှိတယ်လို့တော့ဆရာတော်ကပြောပါတယ်ဖုံဖုံကတော့စွန်မစားခင်တရားလေးပေးရင်းနဲ့တရားလေးနာကြရအောင်ဆိုတာနဲ့ကျမတို့တွေတရားနာပြေဆက်ချပြီးတော့ခုနှစ်အသားသမီးအလှလေးကိုအမျှပေးဝေခဲ့ပါတယ်ရှင်1GW တိုက်ကြီးကိုလှူကြတဲ့အလှူတွေထဲမှာရန်ကုန် Medical Center လည်းပါဝင်ဖြစ်ပါတယ်။မမေနဲ့တကွ Medic Journey ကအဖွဲ့သားများအားလုံးကိုအရန်ကျေးဇူးတင်ပါတယ်။ရန်ကုန် Medical Center အနေနဲ့ကျန်းမာရေးဟောပြောပေးတာကလေးတွေကိုကျန်းမာရေးစစ်စစ်ပေးတာဆေးဝါးလှူဒန်းတာတွေလည်းအများကြီးလုပ်ခဲ့ပါသေးတယ်။ဒီရတနာမြတ်သောမာတော်ကိုတတ္တရိုးရိုးလက်ဆုံးမွေ၍စေဖို့ဘုသောဒီကပါဘောလန်တို့အားလည်းလန်ထာယတန်တတသာဝတိသာယသောတာကြီးသောမိငယ်တို့သာဝတိစေတီရာတို့ကနောရလက်ကိုရင်းသေးမယ်စပြထည့်မယ်ထဲလို့ပြီးသွားပြီစပြနဲ့ပုတ်မယ်ဒီမှာဟဝါခံမှုအဲ့တော့ဘယ်ကနေစစေးလဲဟဝါပြီးသွားရင်ဗာစေးလဲခံမှုပြီးသွားရင်
အဲ့နေရဘိုက်တွေလည်းလုံးဝမကောင်းထမင်းတွေလည်းလုံးဝမစားနိုင်ဘူးရန်ကုန်မဒီကယ်စင်တာအနေနဲ့ကျမကြီးဟောပြောတာလေးလုပ်ပြီးတဲ့အချိန်မှာတဦးချင်းစီနာမည်အသက်လေးတွေမေးတယ်။ဘာယောဂလေးတွေဖြစ်နေလဲအနာလေးတွေဖြစ်နေလားကျမကြီးချီနေလေးတွေစစ်စစ်ပေးတာလေးလုပ်ပေးခဲ့ပါတယ်။ကျမကြီးစစ်စစ်ပြီးတဲ့အချိန်မှာအားစီးလေးတွေတိုက်ပြီးတော့တင်းကြံလဲရောက်တော့မှဆိုတော့အယုတ်ကလေးတွေတယောက်တစ်ခုစီယူဖို့ရန်ကုန်မဒီကယ်စင်တာကလူတန်းစီစဉ်ပေးထားတာပေါ့နော်။ဆရာတွေဆရာမတွေလည်းအားလုံးမမောနိုင်မပန်းနိုင်ကလေးတွေကိုတောက်လျှောက်မနာတမ်းကြည့်ခဲ့ရတာပါကဲစုပေါင်းအားနဲ့သွားခဲ့တဲ့လက်တဆုံကအခုတော့လက်အဆုံဆုံဖြစ်ပြီးတော့ရန်ကိုကျင်းနဲ့ပီတိဖြစ်ရတဲ့အလှူလေးဖြစ်ခဲ့တဲ့ဟုတ်တယ်ဟုတ်အလုံးပဲဘိုင်ဘိုင်ပါနော်